ရှင်။တို့ရဲ့ Genesis အဖွဲ့လေးကဒီနေ့ပါတော့ကျွန်တော်တို့အကြောင်းသုံးမဟုတ်ဒုတိယအိမ်ဆိုတဲ့ဇာတ်လမ်းတူလေးကိုတင်ဆက်ပြတော့ပါမှာပါရှင်။ကြည့်ရှုပေးကြပါဦးနော်။ဇက်ကောင်တွေကတော့ပုံပြောသူအဖြစ် S1377MTG စုစုငွေအဖြစ် S0178HTA ဒေါခင်တို့အဖြစ် S0205CME စစ်သားအဖြစ် S0191HDRA ဒီရဲအဖြစ် S0158KTK အကိုအဖြစ် S0193WNMK ဦးအောင်ကျော်အဖြစ် S0192ATZA ဆရာမအဖြစ် S0156BNPS တို့ကပါဝင်သေးဆောင်ထားကြပြီးဝိညာဉ်အဖြစ် S0205CMT အရန်ဝိညာဉ်အဖြစ် S0178HGH edit အဖြစ် S0185TTA တို့ကတာဝန်ယူဆောင်ရွက်ထားပါတယ်ရှင်အိမ်ရှိတွင်စူညံအတန်များကြောင့်စုမွေတယောက်အိယာမှနိုးလာသည်哇，အိမ်ရှိမှာဘာလို့စူညံလဲမသိဘူးတွားချောင်းကြည့်အောင်မစုမွေတကားအကွယ်မှအိမ်ရှိသို့ချောင်းကြည့်လိုက်သောအခါမေကငိုယိုကတောင်းပန်နေပြီးစစ်သားဟန်ရှိတဲ့လူနှစ်ယောက်ကဖေကိုဆွဲလာရန်လာလုပ်နေသည်ဘာတွေဖြစ်နေသည်ကိုစုမွေနားမလဲပါဦးအောင်ကျော်အခုကနိုင်ငံရေးပုဂ္ဂိုလ်မှုနဲ့ဖမ်းဆီးရပါလိမ့်မယ်။ဘာနဲ့ရှိကျေးဇူးပြုအားရခါကြပါနဲ့။ဓမ္မမာရီခံစားကြပါနဲ့။တော်ခန့်တို့ဒီလိုအော်ရန်စားတွေကိုတောင်းပန်စရာမလိုဘူး။လမ်းတော်ကနေတော့ဘူးရဲ့။ကျမတို့မထားခဲ့ပါနဲ့။ကိုမကြခင်ပြင်လာခဲ့မယ်နော်။ကိုမရှိရဲ့အတော်တွင်ကလေးတို့တရားဂူဆိုင်ရင်နော်။ပြီးတော့ကိုလည်းဂူဆိုင်လာခဲ့စမ်းခဏအကြာမေအိတ်ထဲသို့ဝင်လာသည်မမေသူတို့ကဘယ်လိုလဲဖေကိုဘာလို့ခေါ်တော့ကြရလဲမမေရောဘာလို့ငိုရလဲဖြစ်ပါဦးသမီးရဲ့အဖေကခီးရနာသွားပါဒီဆိုမမေတို့အခြားကိုပြောင်းကြရအောင်နော်ဒီလိုနဲ့ကျမတို့အိမ်လေးကနေတခြားသို့ပြောင်းရွှေ့ခဲ့ကြသည်ဒီလိုနဲ့အိမ်ပြောင်းပြီးလတွေကြာလာတော့ငါသားသမီးတွေကိုစကားစကြောင်းဝင်လည်းအဲ့ချူငါဘယ်လိုလုပ်ရမလဲစင်စာရေး online ပွဲကြည့်စဉ် Facebook မှာ Federal Democracy School ကကျောင်းသားတစ်ခေါ်ယူကြောင်းကြော်ညာတတ်သည်ကိုတွေ့လိုက်ရသည်လေ့လာကြည့်လိုက်တော့အင်ယူဂျီလက်အောက်ကကျောင်းတစ်ကျောင်းဖြစ်နေသည်ကိုသိရှိခဲ့ရသည်ဒေါခင်နုလည်းသူမ၏ကလေးများအနာဂတ်တွင်စိတ်အေးရမည်ဟုယုံကြည်စွာဖြင့် FDS ကျောင်းကိုအနှံဖို့ဆုံးဖြတ်ချက်ချလိုက်တော့သည်ဒီလိုနဲ့မောင်နှမ300 FDS မှာကျောင်းတက်ဖြစ်ခဲ့ကြတယ်ဒီကျောင်းမှာဆရာမတွေကစေတနာပါနဲ့စိတ်ရှိစွာသင်ကြားပေးလို့သင်ခန်းစာတွေကိုနားလည်လွယ်ပြီးပေးရက်တွေမှာလည်းအင်္ဂလိပ်ဖိုစကေပေတီးသင်ကြားအိမ်တွင်းမှုပကြီးစသည်တခြားသင်တန်းများကိုလည်းသင်ကြားပေးသေးတယ်ဒါအပြင်ကျောင်းကအစမပြေသူတွေကိုအဖြူရောင်တွဲလက်များအဖွဲ့ကလည်းလစဉ်ကူညီလှူဒန်းပေးကြသေးတယ်တရက်မှာအမေကအိမ်အလုံးလုံးနေချေမမေသားတငယ်ချင်းတွေနဲ့ဖျားခွင်းနဲ့တော့ကစားလိုက်အောင်မယ်နော်အေးအချိုင်းမနေနဲ့အောင်နော်ဂီးဆိုင်သွားခဏအကြာလင်းရင်စီဝဲလာပြီးပောက်ကွက်တန်တစ်ခုကြားလိုက်ရသည်ဟောဟိစုငယ်တန်များဆက်တိုက်ထွက်လာရာဒေါခင်နုလည်းသားလေးကိုစိုးရည်တကြီးအပြေးလွှားလိုက်ရှာနေရာကွင်းပြေတစ်ခုနေရာတွင်ဘုံစထိမှန်ပြီးတိမ်ဆုံးနေသောသားလေးရဲ့အလောင်းကိုသာတွေ့လိုက်ရတယ်တာရဲ့တာလေးမျက်လုံးလေးဖွင့်ကြည့်ပါဦးတာလေးရဲ့မိကိုမထားခဲ့ပါနဲ့ရှိမရှိရသည်ကွယ်တာလေးရဲ့မိတာလေးရဲ့ချပါဦးဒေါခင်နုလည်းမတရားခန်းစားချက်အပြင်းထန်ကမူးလဲသွားပါတော့တယ်အမေနိုးပြီလားဘလို့နေသေးလဲအစင်ပြေရဲ့လားတာမိတာလေးရဲ့တာလေးရဲ့တရားခဲ့ကြတော့အကိုကပျောက်ချင်မလားပျောက်သွားခဲ့လေဒီသူ့ကိုယ်စားစာတဆောင်ပဲကြံရစ်ခဲ့ပါတယ်အကိုချင်နာခဲ့တဲ့စာလေးကတော့တို့အမေနဲ့ညီမလေးတာပြည်သူအတွက်ထမ်းနိုင်တဲ့ဝင်ကိုထမ်းတော့မယ်တာဖုံးဆက်လို့ရရင်စပ်ပါမယ်အဖေကိုလည်းကျမ်းမအောင်နေနော်လို့ပြောလိုက်ပါအောင်အမေနဲ့ညီမလေးလည်းကျမ်းမအောင်နေပါညီမလေးလည်းစာကြိုးစားပါ
တားလိုအပ်တဲ့ပစ္စည်းလေးတွေယူသွားပြီနော်အမေတားကိုတားလဲဂယူးဆိုင်မယ်နော်မှအောင်ကျော်စေ အမေကဝမ်းသာမျက်ရည်နဲ့ ငါသားရေးချက်နေပြီးပြည်သူတွေအတွက်တာဝန်ထားတယ်ပေါ့ ဒီအဖြစ်ရဲ့အကြောင်းအရာပြည့်စုံကိုမောင်လေးရဲ့အတန်းတိုင်ဆရာမကိုစုစုမွေးအမေပြောပြခဲ့ပါတယ် ကျမတို့အတွက်အင်အားတစ်ယောက်ရော်ပြီးတော့ထပ်တူဝင်နေပြီးခံစားရပါတယ်ရှင်ဆရာမငယ်နဲ့နော်လူ့ဘွားဆိုတာတစ်ခါတရံအခက်အခဲတွေတွေ့ရတယ်အဲ့ဒီတန်ကိုတောင့်ခံထားဖို့လိုတယ်ပြီးတော့စိတ်တက်လည်းမကြနဲ့စူးစမ်းရင်ဘယ်မှာမဆိုဖြစ်လာမှာပါနော်ကျမတို့အတူတကွလက်တွဲပြီးဒီဆီယနာရှင်စနေဆိုးကြီးကိုတွန်းလှန်တိုက်ထုတ်ကြရင်တစ်ချိန်မှာအောင်မြင်မှုတွေရရှိမှာအမှန်ပါပဲရှင် ဆီယာမစီကစိတ်ခွန်အားစကားလေးကြားခဲ့ရပြီးစွစွမွေတို့မိသားစုလည်းအင်အားတွေပြန်လဲစုစည်းခဲ့ကြရတယ်စွစွမွေလည်း FKF ကျောင်းမှာပျော်ရွှင်နေပါသည်တငယ်ချင်းတွေစရင်လည်းခဏပဲပြန်ပြေလဲသွားတယ်ဆရာမတွေကလည်းပြစ်မထားဘူးတဲ့အကိုကလည်းလိုင်းရရင်ရသလောက်ဖုန်းခေါ်ပါတယ်ဖုန်းထဲမှာ Federal Democracy School Channel ထဲက Data Sport ဆိုတဲ့ post တစ်ခုကိုစုငွေစာတင်ပြီးတွေ့တော့ညကြရင်မမေကိုပေးမယ်ဆိုပြီးဆုံးဖြတ်လိုက်တဲ့ ။သမီးအဲ့ဒါသမီးတို့ဇွန်းနဲ့စာသိမ်းလို့ရအောင်ဇွန်းကိုနိုင်ရီဝယ်ရတယ်။ပြီးမှသမီးတို့ကစာသိမ်းရတာ။အဲ့ဒါကြောင့်တက်နိုင်တဲ့သူတွေချဲ့လို့ရအောင်အလူဝေကောက်ခံတဲ့ post လေးနော်။ကျောင်းကတက်ဆိုင်ရာဆရာဆရာမတွေကဘလောက်ထစ်တဲ့အပြည့်မြင်မှုသမီး။တကယ်လားမမေ။အဲ့ဒါပေါ့သမီးရဲ့ကိုကမပါရဆိုပြီးမတွေးနဲ့နော်။ကိုကအစင်ပြေတော့ပဲထဲတာကိုဆရာဆရာမတွေအားတက်စေတဲ့။နှမ်းတစေတဲ့နဲ့စီမဖြစ်ပဲနှမ်းအများကြီးစူးစီးမှစီဖြစ်လာတယ်လို့အများအားနဲ့စူပေါင်းလိုက်တော့ကျောင်းအတွက်ရမုံမင်းအင်အားတူတာပေါ့သမီးရဲ့ဒါရီမှတ်ထားနော်ဟုတ်ကဲ့ပါမေသမီးနားလေသွားပါပြီ ဒီလိုနဲ့အသားမင်းနှစ်ယောက်တရားကိုတစ်ယောက်ကြည့်ပြီးပီတိဖြစ်နေကြတော့တာပေါ့ကွယ်သူ့ငွေကလည်းအကိုကြီးပြောတာတွေအမေပြောတာတွေကိုမှတ်ထားပြီးကိုယ့်အတွက်လည်းအကျိုးရှိအောင်ကိုတက်နေတဲ့ကျောင်းကိုလည်းဂုဏ်သက်ခါရှိအောင်စာကိုစ조사သင်ယူပြီးကျမ်းမာအောင်နေထိုင်သွားခဲ့ပါတော့ပြီဒီလိုမျိုးအခက်အခဲတွေကြားကနေအချင်းချင်းနွေးနွေးချွေချွေနဲ့ကိုညီရိုင်းမင်းကအစင်မပြေမှုတွေကြားကရက်တည်နေတဲ့ဒီကျောင်းလေးကတော့ကျမတို့ရဲ့ဒုတိယအိမ်လေးပေါ့ရှင်ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်